တင်းအဝင်ဝမှာရောက်နေတဲ့အမေတယောက်ရဲ့ကြရတဲ့မျက်ရည်ဟာလူတိုင်းကမသိကြဘူးဗျာဖေသိနိုင်မှမလို့ဗျ။အော်ယဟန်တာမဏီလောင်းရမအေးတယောက်ကတော့သူ့သားလေးအာမကူရတော့လို့အော်သာသနာပေါင်းတွင်ကိုသွတ်သွင်းနေပွဲမှာဘာလို့များငိုနေပါလေဘာလို့များငိုနေပါလေတွေးစရာပေါ့ရွာထဲမှာရှိတဲ့လူတွေရက်ထဲကလာကြတဲ့လူတွေကအမျိုးမျိုးတွေးကြတယ်အမျိုးမျိုးပြောကြတယ်ဗျာဟုတ်ကဲ့အော်ဒီမိန်းမကြီးတော့သားသမီးရဲ့အထောက်အကူများမရှိလို့အော်ယူညာသွားရှာပြီလားဟာအမျိုးမျိုးပေါ့ကြနေတဲ့မျက်ရည်တွေကပူဆွေးတော့ကဗျာပါဒနဲ့ကြတဲ့မျက်ရည်တွေလေဟာပြောကြလာတဲ့ညပုဂ္ဂိုလ်အပေါင်းကအမျိုးမျိုးဝေဖန်ကြဟုတ်ပါဘလူဘီဝေဖန်ပါစီဘလူဘီပြောနေပါစီဘလူဘီတွေးနေကြပါစီဟုတ်ကဲ့မိဘတယောက်ရဲ့နှလုံးသားကဖြစ်တည်လာတဲ့ဒဇိစိနဲ့စီးဆင်းလာတဲ့သွေးအဆက်ဆက်ကထွက်လာတဲ့သားကြီးနဲ့ခေါ်ခဲ့တဲ့တက်ခေါ်ခဲ့တဲ့မိဘတယောက်ရဲ့မမတန်ရောဆိုတဲ့ချစ်ချင်းသဘောတရားကသားသမီးတယောက်အတွက်ကိုသေချာတွက်စစ်ကြည့်မယ်ဆိုရင်လူဘောခမရမနောပီတိဝါစီထိစွာဖြင့်ဟုတ်ကဲ့ပြောစီရိုက်လို့စော်လို့အမေရဲ့ရင်ထဲကနေပီတိမနောကကြတယ်မျက်ရည်ပါဗျကြတယ်မျက်ရည်ပါဗျဝမ်းသာဂုံယူပြီးကြတဲ့မျက်ရည်ပါဒါကြောင့်မလို့လူတဲကလူဖြစ်မဲ့ယဟန်သာမဏေကျော်များကိုကျွန်တော်ကဒီတချင်းတပုတ်နဲ့သိင်အဝင်ဝမှာရှိကြတဲ့အမေဒီအားလုံးဟာဖြင့်သားသမီးတယောက်အတွက်ယောက်ျားအာဇာနည်ကောင်းမယ်ငါသားကတော့ဖယားရဲ့သာသနာအတွင်းကိုဝင်သွားပြီပဲဆိုတဲ့မနောပီတိနဲ့ကြတဲ့မျက်ရည်ကိုမောင်တန်းစော်ဘုံကဒီလိုဂုဏ်ပြုပါတယ်ဗျာကောဖယားကြောင့်တင်ကထိန်ဝါအလုံးတိုင်းဟရှင်လာတင်ဝဲမှာဥပိစေကိဆရာတော်များပစီဖြစ်မဲ့အမိသားကိုရဟန်းတို့လိုက်တာရမယ်ရဟန်းတို့ကြည်ဝေဩဝါဒကထာဟောကြားကအမေလေးကြားတော့တေဝေအဝမှာတေဝေအဝမှာရှင်ဝေပိုက်ခါမွေးကြရတော့အမေရင်ထဲမှာအမြဲတမ်းကလေးလို့တာလူမျိုးဖြစ်ပြီးမဲ့အမေလေးမခွဲရနိုင်လို့လောကအချစ်တင်ဘဝချီဝင်းရွယ်ရောက်ပြီးမို့ရမ်းပေါင်းတွင်တွင်မို့လို့အပေတကားပြီးမဲ့ညာတကားဖွင့်ပြီးကွယ်ဝမ်းသာမျက်ရည်စောတော့သိဝေမဲ့အမိသားကိုတင်သည်ယခုမှဆိုင်သမုဒ္ဒရာပြမဲ့ဖရာသားတော်ဖြစ်သွားပြီမို့အမိဘာလို့လည်းမသက်ဆိုင်တော့ဘူးဆိုဟောကြားတဲ့အမေလေးကြားတော့သိဝေအဝမှာသိဝေအဝမှာ